အိန္ဒိယနိုင်ငံကကမ္ဘာပေါ်မှာအညစ်ပတ်ဆုံးနိုင်ငံဗျာမတန်ရှင်းဆုံးနိုင်ငံဆိုတာလူတိုင်းသိတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမြင်ရတာကြီးကတော်တော်ကိုဆိုးတယ်ဗျာခင်ဗျားတို့ပဲစောင့်ကြည့်လိုက်ပေါ့နော်ကျွန်တော်ကျန်တဲ့ဟာတွေကိုမတန်မရှင်းဆိုတာလက်ခံလို့ရတယ်ဗျာအစားအသောက်ကိုမတန်မရှင်းဒီလိုမျိုးကင်တွေ့တာတွေကတော်တော်ကိုအမြင်ပန်းမှာအရန်ယွန်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့သူတို့လူမျိုးတွေအတွက်တော့အထူးဆန်းမဟုတ်ပေမဲ့ကျွန်တော်တို့လိုမြန်မာနိုင်ငံအနေနဲ့ဆိုရင်အရန်ဟိုဒါညစ်ပတ်တယ်လို့ခံစားရတယ်ဗျာဒါအခုဒီဗီဒီယိုမှာမြင်နေရတဲ့အစားအစာတွေကအိန္ဒိယနိုင်ငံကလမ်းဘေးစားစာတွေပေါ့နော်သူတို့ရဲ့မုံစည်းတန်းတွေနဲ့လမ်းဘေးစားစာတွေမှာဆိုရင်ဒီလိုမျိုးတွေကျွေးမွေးတယ်ဒီလိုမျိုးတွေချက်ပြုတ်တယ်ဆိုတာကလက်တွေ့ကင်မရာနဲ့ရိုက်ကူးပြထားတာပေါ့နော်ဒါတွေကလုံးဝ AI မဟုတ်ဘူးဗျာကမ္ဘာပေါ်မှာအတန်ရှင်းဆုံးနိုင်ငံဂျပန်နိုင်ငံဖြစ်ပြီးတော့ကျွန်တော်ဒီအငြင်းမဲ့ဆုံးနိုင်ငံအကြကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံဖြစ်နေရဗျာဒါမှမဟုတ်လေသူတို့လူမျိုးတွေကဒါမျိုးတွေကသူတို့တို့အဆန်းတော်မဟုတ်တော့ဘူးနော်ကျွန်တော်ဒီလိုမျိုးထမင်းအိုးကြီးထဲမှာလူကိုယ်တိုင်ဝင်ပြီးတော့ထမင်းတွေကိုထည့်ပေးရတယ်သူတို့တော့စားတော့တာအဆင်ပြေလားတော့မသိကျွန်တော်ကတော့ဒီလိုမျိုးစားတာတွေကြည့်ုံနဲ့ကိုတော့လုံးဝစားနိုင်မှာမဟုတ်ပေါ့နော်ကျွန်တော်အဓိကအစားအစာဆိုတာဗျာတန်ရှင်းလက်ဆက်ဖို့အရေးကြီးဆုံးပဲပေါ့နော်ကျွန်တော်တန်ရှင်းလက်ဆက်မှသာကျွန်တော်ကျမကြီးနဲ့ညီညွတ်မှာဖြစ်တယ်ပေါ့နော်အခုကြည့်နေညီကိုတို့အနေနဲ့ရောဒီအိန္ဒိယလမ်းဘေးစားစာနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတာ comment မှာတစ်ချက်လောက်ရေးပေးသွားခဲ့ပါဦး